နေ့ပါဒီနေ့ပါအကြောင်းပြောမလဲဆိုရင်လူနေမှုဘဝမှာဖြစ်နေဖြစ်တာတွေရှိတယ်ပေါ့နော်ဒါကြောင့်လဲဆိုဒီလူမျိုးနဲ့ကြုံဘူးလားပေါ့နော်အရင်ဆုံးပြီးလူတွေကိုမေးကြည့်ချင်တယ်ကြုံဘူးတဲ့လူလည်းရှိမယ်မကြုံဘူးတဲ့လူလည်းရှိမယ်ပေါ့နော်ဘယ်လိုလူမျိုးလဲဆိုတော့သူမြင်လွယ်အောင်ပြောရမယ်ဆိုရင်သူလို့သူကနင့်နာသူဖြစ်ဟန်ဆောင်တဲ့အခါကျရင်အဲ့လိုပေါ့သူကဲသူတော့လူမျိုးတွေအကြောင်းပေါ့အဲ့တော့ဒီလိုလူမျိုးနဲ့ကြုံဘူးလားဆိုရင်ဘယ်လိုချင်းနေမျိုးနဲ့ကြုံဘူးတဲ့ပေါ့အားသာဖြစ်တော့တော်တော်များကတော့ဘယ်လိုလဲဆိုတော့လူမမြင်ကြွယ်ရမှာဒီလို personally အလိုနှစ်ယောက်တည်းရှိရတော့ကိုမိသားစုဝင်ချင်းချင်းရှိတာတော့ဒါမှမဟုတ်ကိုရဲ့ဒီတကယ်ဒီperson တွေပဲရှိနေတဲ့အချိန်မှာဆိုရင်တော့ပြုလုပ်တဲ့သူကသူပေါ့နော်ဒါပေမဲ့မဟုတ်ဘူးတခြားစိမ့်နေဝင်လာတာဖြစ်ဖြစ်တခြားလို့မကောင်းဘူးပေါ့နော်ဒီလောက်ရက်ကဒီလိုမျိုးဆိုရင်သူ့ image ကြမှာဆိုလို့ဒါဆိုပြီးတော့အဲ့လိုလူမျိုးသားတွေဝင်လာတဲ့ခါမျိုးကြမှာသူကပြုလုပ်သူမဟုတ်တော့ဘဲနဲ့အဲ့လိုမျက်နှာသူဖြစ်ဟန်ပြန်ဆောင်တဲ့ situation မျိုးတွေပေါ့ဆိုတော့တကယ်ပြောနေလုံနေတာသူများကိုစိတ်ထိခိုက်အောင်เนาะစိတ်တန်ရာရအောင်เนาะအဲ့လိုမျိုးသောအရာတွေနဲ့အဲ့လိုထိခိုက်အောင်ပြုလုပ်တဲ့လူကတကယ်တမ်းကျတော့လူများမြင်မှာကြားလို့ရှင်ကြတော့သူကအကောင်သူကတအားကောင်းပါတယ်ပေါ့ဒီနှစ်နာသူကတာဆိုလို့သူကထိုးတိုးသောရာမျိုးကိုလုပ်ရပါတယ်ပေါ့ဆိုတော့ဒီလို saturation မျိုးဖြစ်အောင်လို့လှည့်စားတာပေါ့နော်ဆိုတော့ဒီလိုနည်းပညာတွေကိုပေါ့နော်ဒီလိုလူနေမှုပုံစံကိုအဲ့လို used to ဖြစ်ပြီးတော့အဲ့လိုသူတို့လက်မိုးလို့ရတဲ့လူဆိုရင်အများနဲ့အဲ့လိုပဲတောက်ရှာဘဝတစ်လျှောက်လုံးမှာအဲ့လိုပုံစံနဲ့ပဲဆက်ဆံသွားရတယ်သူတို့လည်းဒါကိုလှုပ်တဲ့အရာဆိုတာကိုလည်းမေ့နေပြီပေါ့နော်မေ့နေတယ်မေ့နေတယ်ဆိုတာကသူတို့လက်ထဲမှာကအာနာဆိုတဲ့ဟာမျိုးပေါ့ပါဝါတစ်ခုပေါ့ဥမာသူကဒီနင့်နာသူတွေကိုပေါ့နော်တခုခုလှုပ်ပေးထားရလို့တခုခုအထောက်ပံ့တခုခုအဲ့လိုသူ့အထောက်ပံ့မှမရှိရင်အဆင်မပြေတဲ့ situation မျိုးပေါ့ထို့တော့အဲ့လိုစသည်ဖြစ်ပေါ့ထို့တော့အရာမျိုးတွေနဲ့ပေါ့ချုပ်ထားတာပေါ့အဲ့လိုအခြေအနေနဲ့ချုပ်ထားပြီးတဲ့အခါကျတော့ဆိုတော့သူပြောတာဆိုရင်သူလုပ်တာဆိုရင်နင့်နာသူဖြစ်တဲ့လူကခံရမယ်ဆိုတဲ့ဟာကလုံးဝ normalize ဖြစ်အောင်ကိုအဲ့ဒီနင့်နာသူစီကိုလည်းအဲ့ဒီဟာကြီးကိုကြိုက်သွင်းထားတာအဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ဒီအရာကိုနင့်နာသူကလည်းချို့ကအဲ့လိုတီးလောက်တဲ့ဉာဏ်ရည်မျိုးပေါ့နော်ခံစားချက်မျိုးပြီးတော့အဲ့လိုရုံးထွက်နိုင်မဲ့လူမျိုးတွေကတာလင်းထားကိုပြန်ပြီးတော့တခုခုအကြောင်းအရာနဲ့အဲ့လိုပြန်ပြီးတော့တုတ်ပြန်တာပေါ့နော်မဟုတ်ဘူးဒီ situation ကလည်းသွမြောက်ဖို့အတွက်ကိုအခြေအနေမပေးဘူးဒါကိုလည်းကိုယ်တိုင်ကဒီသူတစ်ဖက်ကအဲ့လို attack လုပ်နေတဲ့ဟာက normalize ဖြစ်နေတယ်ဆိုတာကိုလည်းသိဖို့အတွက်ခွင့်ရမရှိဘူးတော်တော်လေးပြောရင်တော့နားဖို့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးစဉ်းစားတတ်တာမျိုးပေါ့မသိတာမျိုးသူတွေလည်းရှိတယ်ဆိုတော့အခါကျတော့ပြောချင်တာကပြုလုပ်သူတွေကနင့်နာသူဟန်ဆောင်တဲ့အခါမျိုးတွေမှာကြုံတွေ့ဘူးလားပေါ့အဲ့လိုလူတွေနဲ့ကြုံတွေ့ဘူးလားတချို့ကြတော့လည်းကြုံတွေ့ဘူးတယ်တချို့လူမျိုးတွေကြတော့လည်းအဲ့ဒီပြုလုပ်သူတွေကိုယ်တိုင်ကဒါကို used to ဖြစ်နေတာသူတို့ဘဝအတွက်ကလုံးဝ normalize ကိုဖြစ်နေတဲ့project တွေဖြစ်နေတယ်ဟုတ်ပြီဒါတွေဆိုရင်အဲ့လို used to ဖြစ်နေတဲ့လူတယောက်ဟာဆိုလို့ရှိရင်သူကဘယ်လိုအခြေအနေမျိုးတွေကြောင့်အဲ့လို situation ကိုသူကရောက်သွားတာလဲပေါ့နော်ဆိုတော့သူကိုယ်တိုင်ပဲတချို့ကြတော့လည်းအဲ့နေရာကိုကြိုက်နေလို့ကိုအဲ့ဒီအပြုမှုအဲ့ဒီလုပ်ရမျိုးကိုလုပ်နေတာ used to normalize ကိုဖြစ်နေတာပေါ့နော်ဟုတ်ပြီဒါဆိုတော့ဒါမှန်လားဆိုရင်မမှန်ဘူးပေါ့နော်မမှန်ဘူး
ဆိုရင်ဒီ normalize လုပ်ပြီး YouTube ဖြစ်နေတဲ့ပြုလုပ်သူတွေကမျက်နှာသူဟန်ဆောင်တတ်တဲ့အမှုကျင့်character ရှိတဲ့လူသားတွေကဘာကြောင့်ဒီလို character ကိုဖြစ်သွားစေလဲဆိုတာကသူ့ရဲ့ငယ်စဉ်ဘဝမှာတည်းကသူရှင်သန်ခဲ့ရတဲ့ပုံစံနဲ့အများကြီးဆိုင်တယ်ပြီးရင်သူ့ရဲ့ဒီ situation တစ်ခုမှာဆိုလဲဒီလိုမျိုး normalize လုပ်လို့ရအောင်ဖြည့်ကိုခွင့်ပြုထားတဲ့အရာတွေကရှိနေလို့လည်းပါတယ်ဆိုတော့ဒီကြောင်းရိုင်နဲ့ပတ်သက်ပြီးတော့ခံပြင်းရတဲ့အခါမျိုးတွေလည်းရှိမယ်ဆိုတော့ဒါရင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်ပင်မယ်ငါးလေးပြောကြမယ်ဆိုရင်ပြီးရဒီ free consultation ကိုလာပြီးတော့ join လို့ရပါတယ်เนาะပြီးက every Monday to Friday မှာနေ့လယ်တနားနေ့4 နာရီထိ free consultation ရှိပါတယ်ဒီကြောင်းရတဲ့တကယ်ကိုဖြစ်လေဖြစ်ထားနဲ့ဖြစ်နေကြရှိနေတာမျိုးပေါ့เนาะအဲကြောင့်လဲပြီးဒီလိုအခြေအနေမျိုးနဲ့ကြုံရလို့ဟိုတည်တဲ့လူကြတော့လဲစိတ်ခံစားချက်အဆင့်တော့မပြေတဲ့ခံစားချက်မျိုးတွေကြုံရဆုံးရတာမျိုးတွေရှိတယ်တကယ်လို့များကိုယ်တိုင်ကကောအဲ့လိုပြုလုပ်သူကနေဟန်ဆောင်သူလိုမျိုး situation ဟာကိုယ်တိုင်ကပြုလုပ်သူထဲမှာမျိုးစားမျိုးထဲမှာပါနေတယ်ဆိုတာမျိုးကိုတတိပြုမိရင်ကောဘယ်လိုမျိုးပြန်ပြီးတော့ဒီအရာကိုပြင်ကြမလဲပေါ့နော်ဒီအားလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့အချိန်ပေးပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်အားလုံးကိုဖိတ်ခေါ်ပါတယ်